အောင်ဒီမှာမေးလေးတွေဖြည့်ကြည့်ရအောင်နော်နံပါတ်1မေးဖို့မြန်မာနိုင်ငံရဲ့အရှိဆုံးမြစ်ကဘာဖြစ်ပါလဲ1တန်လွင်မြစ်2ဧရာဝတီမြစ်3စစ်တောင်းမြစ်ဖြေနိုင်ရတော့ဧရာဝတီမြစ်ဖြစ်ပါတယ်ရှင်။ဧရာဝတီမြစ်ဟာ2288ကီလိုမီတာရှည်လျားပြီးမြန်မာနိုင်ငံရဲ့အရေးပါဆုံးမြစ်တစ်ခုဖြစ်ပါတယ်။နောက်ထပ်မေးခွန်းလေးကတော့ကမ္ဘာအကြီးဆုံးနိုင်ငံကဘယ်နိုင်ငံဖြစ်ပါလဲ။1အမေရိကန်နိုင်ငံ2ရုရှားနိုင်ငံ3တရုတ်နိုင်ငံဒီနိုင်ငံလေးကတော့ရုရှားနိုင်ငံဖြစ်ပါတယ်။ရုရှားနိုင်ငံဟာဆိုရင်18သန်း98,242ကီလိုမီတာဆွဲကျယ်ဝန်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ရှင်။နောက်ထပ်မေးခွန်းလေးတစ်ခုကတော့ကမ္ဘာအကြီးဆုံးမြို့ကဘာမြို့ဖြစ်ပါလဲ။1နယူးဒေလီ2ရှန်ဟိုင်း3တိုကျိုဒီမန်လေးကတော့တိုကျိုမြို့ဖြစ်ပါတယ်ရှင်။တိုကျိုမြို့ဟာဆိုရင်လူဦးရေ38သန်းခွဲရှိပြီးလူဦးရေတိတ်ပြီးဆုံးမြို့ဖြစ်ပါတယ်။နောက်ထပ်မျိုးလေးတစ်ခုကမြန်မာနိုင်ငံရဲ့အကြီးဆုံးတိုင်းကဘယ်တိုင်းဖြစ်ပါလဲ။1စကိုင်းတိုင်း2မန္တလေးတိုင်း3မကွေးတိုင်းဒီမှာလေးကတော့စကိုင်းတိုင်းဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းဟာဆိုရင် area 93,904.5 ကီလိုမီတာဆွဲကျယ်ဝန်းတဲ့နိုင်ငံဖြစ်ပါတယ်။နောက်ထပ်ဘုဟုတုတရရစရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါဦးမယ်နော်။ Bye bye